ကိုင်းနေတော့ပိုင်ပြီဟေးဒီနေ့ငါကားဝယ်နေကြမှာကြွားကျင်ပါလေဆိုမှတယောက်မှလည်းမတွေ့ပါတော့ဒီကိုင်းနဲ့မြင်သွားတော့ကွာငါ့ကိုဘောစီလို့ဝိုင်းခေါ်ရမှာမြင်အောင်သေးတယ်ဟေးဒီကိုင်းနဲ့ဆိုလို့တော့ကွာကောင်းမလေးချောချောလေးတွေရတယ်လေပွားမပိုင်နေကားပိုင်ဖြစ်တယ်ဆိုတဲ့ခြာတိတ်လေးတွေအတွက်ဟာကားပိုင်ရှင်ကြီးလာပြီဟေး ဒေါက်တာရှင်ဘာတွေဖြစ်နေရလဲကားကိုလည်းဟိုကလည်းပတ်ကြည့်လိုက်ကျူလိုက်နဲ့ပါဇက်ကလည်းပွားစီနဲ့နော်ကျမပြောထားမယ်နော်ရှင်ဒီကားပေါ်ကိုတော့ဘယ်မင်းကလေးမှတင်လို့မရဘူးနော် စိတ်ချပါမိမရေမတင်ပါဘူးဘယ်သူမှမိမယောက်ျားအစွမ်းစားရှိအောင်လား ရှင်အစွန်းစားကကြံတဲ့ဟာတွေပဲရှိတယ်ဟိုတခုတော့ရှင်အစွန်းစားမရှိပါဘူး ဘယ်ရတော့ဟာ ခုချိန်ဒီကလေးမရတာလေ ဒါကတော့ငါလည်းကြိုးစားတာပဲလေကွာပြီးတော့ငါကြည့်ပြပြောလို့မရဘူးလေမင်းကြောင့်လည်းဖြစ်နိုင်တာပဲပြေရတော့ငါနောင်မိမတယောက်တော့ထည့်ယူလိုက် အဲ့လိုယူလို့ပဲဖြစ်ပါမလဲဒီကားပေါ်တော့မှမင်းကလေးမတင်နဲ့လို့ပြောထားတာလေချစ်ကူတော့ဝေမစားနိုင်ပါဘူး အေးပါကွာငါလည်းစကားဖြစ်ပြောတာပါတကယ်မယူပါဘူးမိမနေထူအဲ့ကောင်ဆက်စုတတ်တယ်အဲ့ကောင်ခေါ်ပြီးကြွားလာရင်တော့တရက်ကွက်လုံးသိမှာ ခေါ်လိုက်ကြွားလိုက် ဟဲ့ဆက်စုဟုတ်ပါဟဲ့နေထူဟောင်းပါဘုရားအိမ်ပဲလာပါဗျာဟုတ်လားကြီးအင်းရှိမှလည်းကားကြီးထိုးပါလေခမရမျိုးရောက်တာဒါမှမဟုတ်ခမရမျိုးမျိုးလားဟဲ့ဘယ်ဆွေမျိုးမှမရောက်ဘူးဒီကားကြီးကငါဝယ်ထားတာကွာမနေ့ကမှငါဝယ်ထားတာခဏဝယ်ထားတာမဖြစ်နိုင်တာခမရလည်းအဲ့လောက်ကြီးတော့ခမရမကြွားပါနဲ့ဗျာခက်စွတ်ကြွားနေတယ် ဟုတ်တယ်မနေ့ကမှဝယ်ထားတာငါတို့အเจ้าလည်းရက်ွက်ထဲမှာစုံစမ်းကြည့်လေဘယ်လိုနေတယ်ဘယ်လိုထိုင်တယ်ဘယ်လိုစားတယ်ဆိုတာ ခမရတို့အကြောင်းသိပါတယ်တရက်ကွယ်လုံးခမရတို့ကြွားလုံးလို့ကြွားစိန်လင်မယားလို့ခေါ်နေရတယ် ။ဘာရောက်လဲသူ။မင်းသူများကြီးရှော့ပြောနေတယ်။မင်းကလည်းအဲ့လိုနေရတကဆက်စုလုံးလို့လေ။မင်းကိုတရက်ကွက်လုံးကမောင်ဆက်စုလို့ခေါ်ကြ။ဟဲ့အောင်ဒီကားကိုလေငါကမှရှိုးရုံးကနေဝဲလာတာကွာ ရှိုးတော့ဝယ်လာရှိုးတော့ဝယ်လာကလည်းကိုစောလက်ရဲ့အယောင်မိန်းနေရပဲ ။ဟော။ပြောမင်းနားမလဲပဲနဲ့ကွာ။ဒါနောက်ဆုံးပေါ့အန်ဒိတ်ဒီဇိုင်းကွာ ခမရတို့ကလည်းဗျာရက်ကွက်ထဲမှာယူထားတဲ့အကျွေးကြီးကြတော့မဆက်ဖက်နဲ့အခုလိုကားဝယ်တာတော့မကောင်းပါဘူး ။ဟဲ့အောင်ငါတို့ရက်ကွက်ထဲမှာဘာအကျွေးမှမရှိဘူး။အဲ့ဒါမနာတို့တဲ့သူကပြောတာ။ဟဲ့အောင်ဒီကားကိုတော့မှတော့3500နဲ့လက်ငင်းပေးဝယ်လာတာ ဒီကောင်တော့ငါပြီးဝယ်လာခမရကြွားခြင်းလုံးလို့ဟိုကဂျင်းထလိုက်တာဖြစ်မယ် ။ဟဲ့မင်းယုံရင်ယုံမယုံရင်နေကွာ။မင်းကဘာကိစ္စလာတော့ ဒီနေ့ကကျွန်တော်ဖေဆုံးတာလားပြည့်လေအဲ့ဒါနှုတ်ခေါက်ဆွဲလေးခမရတို့လာပေးတာစားသိချင်တာ အလှဆိုတော့လဲမကောင်းတဲ့လို့ယူထားလိုက်ပါမယ်ငါကဒါမျိုးတွေတိတ်စားတာမဟုတ်မိမဂျာယူပြီးလှည့်ပေးလိုက်ဟာကိုဘာသာကိုပတ်စံရှိလို့ကားဝယ်စီရတော့ရက်ွက်ထဲမှာမနာလိုတဲ့ကောင်တွေကတဲပိုးတာပဲကွာ